မင်္ဂလာပါခင်ဗျာဒီကောင်လေးက 15A8 Lipo4 ဘက်ထရီလေးပါခင်ဗျာ22,500ပါအများသေးဆိုရင်ကျွန်တော်ရှော့ပေးပါတယ်ခင်ဗျာနော်အခုလက်ရှိကျွန်တော်လည်းစပိန်ဒီကောင်နဲ့စီးနေရပါတယ်အဆင်ပြေပါတယ်ခင်ဗျာဒီကောင်က 20A8 ပါဒီမှာပွင့်လေးပြပြမယ် EB မဟုတ်ဘူးခင်ဗျာဘာတစ်စိမ့်မှတော့မပါဘူးနော်ကျွန်တော်လည်းမသိဘူးဘာတစ်စိမ့်လဲတော့ဒါပေမဲ့မပြေဖို့အာမခံပါတယ်ဒီကောင်က32,000ပါခင်ဗျာနော်အမြင့်ကတူတူပဲစိုက်ကအပြားပိုကြီးပါတယ်ခင်ဗျာနော်ဟုတ်ပြီကျွန်တော်ပေဦးလေးနဲ့တိုင်းပြပေးမယ်ဘယ်လောက်ရှိလဲပေါ့နော်ပြပေးမယ်ခင်ဗျာအရှည်ကဘယ်လောက်ရှိလဲဆိုတော့9လက်မခွဲရှိတယ်ဗျာနော်9လက်မခွဲတော့မပြည့်ဘူးဗျာနော်ထားပါတော့9လက်မခွဲဝင်းကျင်ရှိပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဒါလေးက22,500ပါဒီကောင်လေးက32,000ပါခင်ဗျာဒီကောင်က 15A8 ဒီကောင်က 20A8 ပါနော်အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာကကျွန်တော်ရှိမှာပက်ကစ်ရရင်ကျွန်တော်ဘယ်ဘောက်တွေနဲ့ထည့်ပေးလဲပေါ့နော်ဒီလိုမျိုးရေလုံပေါက်အကြီးတွေနဲ့ထည့်ပေးတာပါဖြစ်ပါတယ်ခင်ဗျာနော်ဒါဆိုကျွန်တော်လက်ရှိစပိန်မှာစီးနေတာဒါပေမဲ့ကျွန်တော် BMX ကိုမှားပြီးတော့ဒီဘက်မှာသွားကတ်လိုက်တော့နည်းနည်းလေးဒီမှာဖောင်းနေတာဒါပြန်ကျုပ်လို့ရရယ်နော် BMX ကိုဒီဘက်ကထားလိုက်ရင်ကွက်တီပဲဗျလုံးဝရေလုံတယ်ခင်ဗျာနော်ဒီလိုပုံစံလေးပါအဲ့တော့ဒီမှာကျွန်တော်ဘောက်ချန်ပီယံလေးဈေးလေးပြောပြပေးပါမယ်နောက်ပြီးဒီမှာဒီဘောက်ဆိုရင်ဒါဆိုရင်လေးကိုကျွန်တော်တို့ air bike အကြီးတွေမှာထည့်စီကွက်တီပဲဒါပေမဲ့သူကခါသွဲဘိန်းတွေမှာထည့်လို့မရဘူးခါသွဲဘိန်းမှာသွားထည့်ရင်ဘာဖြစ်လဲဆိုတော့ဘောက်ကသူကဒီမှာ4-9သာရေးရတာဘောက်ကနည်းနည်းလေး9လက်မှဖြစ်နေဒီဘက်ဘက်ကနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ပယ်လင်နဲ့တိုက်နေတာနောက်မှ carrier ခုံမှာစီးရင်တော့ရတယ်ခင်ဗျာဒါပေမဲ့ air bike တွေမှာထည့်စီးရင်လုံးဝကွက်တီပဲ air bike အိမ်အကြီးတွေမှာထည့်စီးရင်အလုံး80တိအေးစေးစန့်ပါတယ်ခင်ဗျာဒါပေမဲ့ဒီဘောက်တွေကကော်ကလည်းအထူကြီးပဲခင်ဗျာနော်ဒီကောင်လေးဆိုရင်18,000ပါခင်ဗျာဟို live ဘိုးထည့်ထားတယ်68ဘောက်ဆိုရင်ဒီကောင်လဲ18,000ပါပဲခင်ဗျာနော်ဟိုလုံးဝအကြီးမှသာကျွန်တော်တို့26,000ဖြစ်သွားတာဖြစ်ပါတယ်ခင်ဗျာအကြီးကတော့တော်တော်ကြီးတယ်ခင်ဗျာဘယ်လောက်ဖြစ်သွားမလဲဆိုတပေဆိုင်ရှိတယ်နော်ဟုတ်ကဲ့ဒါဆိုရင်ဒီမှာ live ဘိုးတွေနဲ့ကျွန်တော်တို့ထည့်စီးတာပါအဓိက lithium ပဲဖြစ်ဖြစ် live ဘိုးပဲဖြစ်ဖြစ်ရေဆိုရင်ပြက်တယ်နော် lithium ဆိုရင်တော့ပိုပြီးပြက်တယ် live ဘိုးကနည်းနည်းလေးခံသေးတယ်ခင်ဗျာနော်သူ့ရဲ့ဖွဲ့စည်းပုံကဘာလို့လဲဆိုတော့ဒီမှာဒီနှလုံးကိုရှင်းပြမယ်ဒီကောင်ကရေနည်းနည်းအဆိုခံပြီးရဘာလို့လဲဆိုတော့ဒီကောင်ကဒီမှာအပေါက်ပေါက်လေးပါလို့နော်ရေဝင်သွားရင်သူကဒီတွေကနေဝင်ပြီးတော့အထဲကိုစိတ်ဝင်နိုင်တယ်ဒီကောင်လေးကတော့နည်းနည်းလေးရေဝင်မဲ့နေရာမရှိတော့ဗျာနည်းနည်းလေးအကျန်းခံတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်လုံးဝရေထိလို့မရဘူးနော်ဘက်ထရီတွေကလီသီယမ်ပဲဖြစ်ဖြစ်လိုက်ဘိုပဲဖြစ်ဖြစ်ရေလုံးဝထိလို့မရဘူးအဲ့တော့ကျွန်တော်တို့ကဒီလိုရေလုံးပေါက်တွေနဲ့ထည့်ပြီးတော့စီးရပါတယ်ခင်ဗျာနော်ကျွန်တော်လည်းလက်ရှိဒီလိုပေါက်တွေနဲ့ပဲစီးပါတယ်ဒီလိုပုံစံလေးပါဘောင်းနဲ့စီးတဲ့အတွက်ကျွန်တော်တို့ကဘာတစ်ခုအားသာလဲဆိုတော့ရေဝင်ပါဗျာလုံးဝမကြောက်ရတော့ဘူးပေါ့နော်